အခစ်မှာမပြောက်ကွယ်ခြင်းရင်ဒီနေ့ကစပြီးပြောင်းလဲပါလွန်ခဲ့တဲ့10နှစ်က website ရှိတဲ့လုပ်ငန်းတွေက website မရှိတဲ့လုပ်ငန်းတွေထက်အခွင့်အရေးပိုများခဲ့တယ်လွန်ခဲ့တဲ့9နှစ်က Facebook marketing လုပ်တဲ့လုပ်ငန်းတွေက traditional marketing ပဲလုပ်တဲ့လုပ်ငန်းတွေကိုကျော်တက်ခဲ့တယ်ဒီနေ့အဲ့ကိုအသုံးချတဲ့လုပ်ငန်းတွေကအဲ့ကိုမသုံးတဲ့လုပ်ငန်းတွေထက်ပိုမြန်တယ်ပိုတိကျတယ်ပိုရှင်ပြိုင်နိုင်တယ်ဒါကြောင့်အဲ့ဟာနီးပညာအသစ်တစ်ခုမဟုတ်တော့ပါဘူးစီးပွားရေးမှာရှင်သန်ဖို့မဖြစ်မနေအသုံးချရမယ့်ကိရိယာတစ်ခုဖြစ်လာပါပြီအဲ့ကတင့်အလုပ်ကိုယူမလားဒီမေးခွန်းကိုလူတော်တော်များများမေးကြပါတယ်အဖြေကမဟုတ်ပါဘူးဒါပေမဲ့အဲ့ကိုအသုံးချတဲ့သူကအဲ့ကိုမသုံးတဲ့သူရဲ့အလုပ်ကိုအစားထိုးနိုင်ပါတယ်အဲ့ဒါကြောင့်ပြိုင်ဆိုင်ရမှာအဲ့နဲ့မဟုတ်ဘူးအဲ့ကိုအသုံးချတဲ့လူတွေနဲ့ဖြစ်ပါတယ်အဲ့ကိုအသုံးမချရင်ဘာတွေဆုံးရှုံးနိုင်လဲတစ်နေ့ကို3နာရီလုပ်ရတဲ့အလုပ်ကိုအဲ့နဲ့30မိနစ်အတွင်းပြီးနိုင်ပါတယ် marketing content ရေးတာ proposal ပြင်တာ customer reply ပြန်တာ business plan ရေးတာ presentation ဖန်တီးတာ report ရေးတာဒီအလုပ်တွေကိုတားကကူညီနိုင်ပါတယ်အချိန်တက်တာကငွေကုန်တက်တာနဲ့အတူတူပါပဲအောင်မြင်တဲ့ sales တွေရဲ့အားကိုဘယ်လိုအသုံးချကြသလဲသူတို့ကဒီကို business assistant marketing manager research analyst content creator customer support assistant data analyst အဖြစ်အသုံးပြုကြပါတယ်အေးကဆုံးဖြတ်ချက်ကိုမချဘူးဆုံးဖြတ်ချက်ပုံမှန်အောင်ကူညီပေးတာဖြစ်ပါတယ်2026မှာလုပ်ငန်းတိုင်းမဖြစ်မနေလိုအပ်လာမယ့်အရာ9ခု checked current system ERP system business dashboard digital marketing automation data analytics ဒီ9ခုကိုအခုကစပြီးစတင်အသုံးချတဲ့လုပ်ငန်းတွေကနောင်9နှစ်အတွင်းအခွင့်အရေးပိုရလာနိုင်ပါတယ်မြန်မာလုပ်ငန်းရှင်တိုင်းလုပ်တဲ့ action plan ပထမ9ရက် check account ဖွင့်ပါအဲ့ကိုနေ့တိုင်း15မိနစ်အသုံးပြုပါပထမ30ရက် Facebook post တွေကိုအဲ့နဲ့ရေးကြည့်ပါ customer reply template ဖန်တီးပါပထမ90ရက် Chrome စတင်အသုံးပြုပါ sub ရေးဆွဲပါ AI automation ထည့်သွင်းပါတစ်နှစ်အတွင်း business dashboard တိစောက်ပါdata အခြေခံဆုံးဖြတ်ချက်တွေချပါအဲ့ကို team တစ်ခုလုံးအသုံးပြုနိုင်အောင်လေ့ကျင့်ပေးပါမပြောင်းလဲတဲ့လုပ်ငန်းကဘာဖြစ်မလဲဈေးကွက်ကမစောင့်ပါဘူး technology ကမစောင့်ပါဘူး customer တွေကလည်းပိုမြန်တဲ့ service ပိုကောင်းတဲ့ experience ပိုလွယ်တဲ့ဝန်ဆောင်မှုကိုရွေးချယ်သွားကြပါလိမ့်မယ်ဒါကြောင့်မပြောင်းလဲတဲ့လုပ်ငန်းကတဖြည်းဖြည်းနောက်ကျကျန်ခဲ့ပါလိမ့်မယ်မိကုံအနာဂတ်ကိုကြောက်မနေပါနဲ့အနာဂတ်အတွက်ပြင်ဆင်ပါအဲ့ကိုရန်သူလို့မမြင်ပါနဲ့လုပ်ငန်းကြီးထွားဖို့အကောင်းဆုံး partner အဖြစ်မြင်ပါဒီနေ့သင်ယူတဲ့ skill တစ်ခုဒီနေ့ပြောင်းလဲတဲ့အလေးအကျင့်တစ်ခုဒီနေ့အသုံးချတဲ့ tool တစ်ခုကလာမယ့်9နှစ်အကြာမှာတင့်လုပ်ငန်းကိုအခြားသူတွေထက်အများကြီးရှေ့ရောက်စေနိုင်ပါတယ်မှတ်သားစရာအဲ့ကတင့်လုပ်ကိုမယူဘူးအဲ့ကိုအသုံးချတဲ့သူကတင့်အခွင့်အရေးကိုယူသွားလိမ့်မယ်ခါမဲ့မှာဖြည့်ပေးပါတင့်လုပ်ငန်းမှာအဲ့ကိုစတင်အသုံးပြုနေပြီလားအသုံးပြုနေပြီစတင်လေ့လာနေတယ်မသုံးရသေးဘူး Myanmar Business Solutions Empowering Myanmar businesses with knowledge, strategy and technology